ဝိညာဉ်ဆရာမဖြစ်ခင်တောင်နင်ကငါ့ကိုကူညီနိုင်ခဲ့တာပဲအခုဆိုရင်ပို့ပြီးတော့တောင်ကူညီနိုင်တာပေါ့နင့်ရဲ့ပထမဆုံးဝိညာဉ်စွမ်းရည်ကသတ်မှတ်ထားတဲ့ဝိညာဉ်ဆရာတွေအတွက်အရန်ကိုအကျိုးသက်ရောက်မှုရှိတယ်ထန်ရွက်ဟွာကမင်းဘက်ကိုလှည့်ကြည့်ပြီးပြောတယ်ငါကဝိညာဉ်ဆရာဖြစ်ဖို့ကိုတိတ်ပြီးစိတ်ဆွဲလန်းမှုမရှိပါဘူးဝိညာဉ်စွမ်းရည်အားကောင်းတာမကောင်းတာကိုလည်းဂရုမစိုက်ဘူးဝိညာဉ်စွမ်းရည်ကိုတစ်ခါလောက်ထုတ်သုံးခွင့်ရတာနဲ့တင်နောက်တော့မရှိတော့ပါဘူးဒီနေ့ရက်ကငါဘဝ10နှစ်ကျော်အတွင်းမှာအပျော်ရဆုံးနေ့ရက်တွေပါပဲကျေးဇူးတင်ပါတယ်ဖန်ကောမင်းကသူ့ရဲ့ခါလေးကိုဖတ်ပြီးရင်ခွင်နဲ့ဆွဲသွင်းလိုက်ကနဖူးကိုငုံနှမ်းလိုက်ပါတယ်ငါတို့ကြားမှာဒီလောက်အထိအားနာစရာမလိုပါဘူးတကယ်ကျေးဇူးတင်ခြင်းနဲ့ဆိုရင်ဟိုတယ်ကိုလိုက်ခဲ့ပြီးငါ့ကိုအနားယူစေခြင်းနဲ့ထန်ရွက်ဟွာကပါးလေးတွေနီမြန်းသွားပြီးမင်းရဲ့ရင်ဘတ်ကိုအသားလေးထုကနင်ကတော့လူဆိုးပဲလို့ပြောလိုက်ပါတယ်သူတို့နှစ်ယောက်ဟာနေဝင်စစ်စတော့အုပ်ကနေထွက်ခွာပြီးချမ်းတူမျိုးကိုပြန်လာကညစာစားပြီးနောက်မြို့ထဲကအကြီးဆုံးဟိုတယ်မှာတဲခိုခဲ့ကြပါတယ်ထန်ရွက်ဟွာကမင်းရဲ့ရင်ခွင်ထဲမှာမိတွေ့ရင်းအမော်တကောနဲ့ပြောတယ်ဖန်ကောဝိညာဉ်ဆရာဖြစ်လာရတဲ့အကြီးမားဆုံးအားသာချက်ကခန္ဓာကိုယ်ကျန်းမာတန်ဆွမ်းလာတာပဲလို့ငါသိလိုက်ရတယ်မင်းကရေမောရင်မင်းညကထပ်ပို့ပြီးလန်းဆန်းနေတယ်မဟုတ်လားမင်းရဲ့ယောက်ျားကမစွမ်းဘူးလို့ပြောရဲသေးလားလို့မေးလိုက်ပါတယ်ထန်ရွက်ဟွာကမကြည်မနှက်နဲ့ထိုင်လိုက်ပြီးဟိုနောက်တစ်ခါထပ်လုံမယ်ဒီညတော့နင့်ကိုအနိုင်ယူပြမယ်လို့ပြောပါတယ်3ရက်တာအချိန်တွေကုန်ဆုံးသွားပြီးနောက်ရွှေရွှမ်းကိုပြန်ရောက်တဲ့အခါထန်ရွက်ဟွာကမင်းအတွက်နေရာတစ်ခုစီစဉ်ပေးပြီးចောင်းသားတွေနဲ့အတူယဉ်ကျေးမှုနဲ့ဂီတပညာဒီကိုလေးလာခိုင်းပါတယ်ခန်းနာတဲ့နန်းတော်ထဲမှာအဆောင်တယောက်ကလက်ဖက်ရည်တောက်နေတဲ့လူငယ်တယောက်ကိုဥညွတ်ပြီးသတင်းပို့နေပါတယ်တခင်မလေးရွက်တခင်မက3ရက်ကြာအနားယူပြီးနောက်ဒီနေ့တော့ရွှေရွှမ်းကိုပြန်လာပြီးစာတင်နေပါပြီလူငယ်ကစူးစမ်းတဲ့ပုံစံနဲ့ပြောတယ်ရွက်တခင်မကအိမ်ပြန်လာတာကလွှဲရင်တစ်နှစ်ပတ်လုံးအားလည်းရမရှိတဲ့လောက်ပဲဒီ3ရက်အတွင်းသူအိမ်ပြန်သွားတာလားအဆောင်ကခေါင်းခါပြပြီးမဟုတ်ပါဘူးသတင်းပေးချက်အရာဒီ3ရက်အတွင်းမှာရွက်တခင်မကအမျိုးသားတယောက်နဲ့အတူရှိနေခဲ့တာပါဒီနေ့မနက်တင်တန်းမှာလည်းအဲ့ဒီလူကအောက်မှာထိုင်နှားထောင်နေပါတယ်လို့ပြောပါတယ်လူငယ်ကစိတ်ဝင်စားနဲ့ဒါကပိုတောင်ထူးဆန်းနေပြီးငါတို့ကရွှေရွှမ်းမှာပညာသင်ခဲ့ပေမဲ့ရွက်တခင်မရဲ့အထူးဂရုစိုက်မှုကိုမရခဲ့ဘူးအဲ့ဒီလူကဘသူလဲနာမည်ကဘာလဲသူ့မိသားစုဝင်လားသူ့နာမည်ကလင်ဖန်ပါရွက်တခင်မနဲ့ဆက်ဆံရေးကအရန်နီးစက်လွန်လို့မိသားစုဝင်နဲ့မတူပဲချစ်သူတွေနဲ့ပိုတူနေပါတယ်လူငယ်ကမျက်မှောင်ကျုပ်ပြီးလက်ချောင်းလေးတွေနဲ့စပွဲကိုခောက်ရင်းလင်ဖန်ဆိုတဲ့နာမည်ကိုငါတနေ့ရမှာကြားဘူးတလို့ပဲလို့ရေရွတ်လိုက်ပါတယ်တခင်မလေးကျမလည်းရင်းနှီးနေတယ်လို့ပဲတနေ့ရမှာတယောက်ယောက်ပြောတာကိုကြားဘူးတာသိချပါတယ်ငါတို့တွားတွေးကြည့်ရအောင်လူငယ်ကစိတ်အားထက်သန်စွာနဲ့ထွက်လိုက်ပြီးရွက်တခင်မရဲ့ချစ်သူဆိုရင်တော့တွားပြီးမိတ်ဆက်တင်တယ်လို့ပြောပါတယ်သူကအဆောင်တယောက်နဲ့စစ်တီအချို့ကိုခေါ်ပြီးရွှေရွှမ်းကိုတွားခဲ့ပါတယ်တကားဆောင်တွေကသူ့ကိုမြင်တော့ချက်ချင်းပဲဥညွတ်နှုတ်ဆက်ပြီးအင်ရှိမင်းသားကိုဂါရဝပြုပါတယ်လို့ပြောကြပါတယ်လူငယ်ကအေးစစ်စစ်ပဲရွက်တခင်မှ3ရက်ကြာအနားယူခဲ့တယ်လို့ကြားတယ်ခမဲတော်ကိုစားလာကြည့်တာပါနေမကောင်းဖြစ်နေတာလားလို့မေးလိုက်ပါတယ်မင်းသားကြီးကြော့ကလူငယ်ကအဆောင်တယောက်ကိုခေါ်ပြီးပထမထပ်ခမ်းမထဲကိုဝင်လာခဲ့တဲ့ထန်ရွက်ဟွာကစင်ပေါ်မှာစတင်နေပါတယ်စီကံထိန်သိမ်းရေးတာဝန်ခံအောက်တို့ကချမ်းတို့အင်ရှိမင်းသားမန်းတိလိုက်တာနဲ့အမြန်ပြေးလာပြီးအင်ရှိမင်းသားကြီးဒီနေ့ဘလို့ကြောင့်ကြွလာရတာလဲလို့မေးပါတယ်လူငယ်ကသဘောကောင်းစွာပြုံးပြပြီးရွက်တခင်မှ3ရက်ကြာအနားယူခဲ့တယ်လို့ကြားလို့ကူညီပေးစရာရှိမလားဆိုတာကြည့်ဖို့ခမဲတော်ကလွတ်လိုက်တာပါလို့ပြောပါတယ်ရွက်တခင်မှဘာမှမဖြစ်ပါဘူးတငယ်ချင်းဟောင်းတယောက်ရောက်လာလို့သူ့ကိုထန်းတူမျိုးအနှံ့လိုက်ပြနေတာပါရွက်တခင်မရဲ့တငယ်ချင်းဟောင်းဆိုရင်တော့မိတ်ဆက်ရမှာပေါ့အဲ့ဒီလူကအခုဒီခမ်းမထဲမှာရှိနေသလားအောက်တို့ကစာတင်တာကိုနားထောင်နေတဲ့လူအုပ်ထဲကအပြာရောင်နဲ့အဖြူရောင်ရောနေတဲ့ဝတ်စုံဝတ်ထားတဲ့လူငယ်ကိုလက်ညှိုးထိုးပြလိုက်ပါတယ်လူငယ်ကအဲ့ဒီဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမင်းကထန်ရွက်ဟွာစီမှာအာယုံစိုက်ပြီးတင်ယူနေတာကိုမြင်တော့မျက်မှောင်ကျုပ်ပြီးဇဝေဇဝါဖြစ်သွားပါတယ်သူ့နောက်ကအဆောင်ကမင်းကိုစိုက်ကြည့်နေပြီးပထမတော့အံ့ဩသွားကနောက်တော့မျက်လုံးတွေပြူးသွားပြီးမယုံနိုင်စရာဖြစ်နေတဲ့ပုံစံပေါ်လာပါတယ်သူကလူငယ်ရဲ့လက်မောင်းကိုအမြန်ဆွဲပြီးအတန်တိုးတိုးနဲ့ပြောတယ်မင်းသားကြီးရွက်တခင်မဘာမှမဖြစ်ဘူးဆိုရင်နန်းတော်ကိုပြန်ပြီးအရှင်မင်းကြီးကိုသတင်းပို့တင်ပါပြီလူငယ်ကအဆောင်စီကအချက်ပြမှုကိုရလိုက်တာနဲ့အောက်တို့ကိုပြောလိုက်တဲ့တာဝန်ခံရွက်တခင်မဘာမှမဖြစ်ဘူးဆိုရင်ငါလည်းနန်းတော်ကိုပြန်ပြီးခမဲတော်ကိုသတင်းပို့လိုက်ပါဦးမယ်စကားတော်မဆုံးသေးခင်မှာပဲသူကလှည့်ပြီးအမြန်ထွက်သွားပါတယ်အောက်တို့ကကြောင်ပြီးကြံခဲ့တယ်မင်းရဲ့ဘွဲအမိကိုပြောပြဖို့လုပ်နေတော့မှပဲသူတို့ကထွက်သွားကြလို့ပြောချင်မရလိုက်ပါဘူးသူတို့နှစ်ယောက်ထွက်သွားပြီးနောက်မင်းကတကားဝဘက်ကိုလှည့်ကြည့်လိုက်ပြီးအခြေအနေကိုရိပ်မိသွားပါတယ်သူတို့တွေထန်ရွက်ဟွာကိုဂယုစိုက်နေတာကထင်ထားတာထက်တောင်ပိုနေပါလားမင်းကအကြည့်ကိုပြန်ရုပ်သိမ်းလိုက်ပြီးစင်ပေါ်ကထန်ရွက်ဟွာကိုပဲဆက်ကြည့်နေလိုက်ပါတယ်မင်းကောင်းကောင်းသိထားပါတယ်အဲ့ဒီလူငယ်ဟာဝိညာဉ်နန်းတော်ကနေချမ်းတို့ကိုလာပြီးသူရှို့လုပ်နေတဲ့ချမ်းရီရွှေဆိုတာပါပဲသူကလူစားလဲတဲ့နီလန်ကိုတုံးပြီးတွေးမြေမကြပဲချမ်းတို့အင်ပါယာကိုတိမ့်ပိုက်ဖို့ကြံစီနေတာပါနန်းတော်အပြင်ဘက်ကိုရောက်တဲ့အခါချမ်းရိရွှေကနားမလည်နိုင်တဲ့ပုံစံနဲ့မေးတယ်ရှိအကြီးကဲခုနကငါ့ကိုဘာလို့အသေးအတန်ဆွဲထုတ်လာတာလဲအဲ့ဒီလင်ဖန်ရဲ့မြည်သူမြည်ဝါဖြစ်ကြောင်းကိုတီးလိုက်လို့လားရှိမော်ကတီငိန်နဲ့မျက်နှာထားနဲ့ပြောတယ်တခင်မလေးသူ့ကိုမြင်လိုက်တဲ့ခဏမှာပဲကျွန်တော်မှတ်မိသွားပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကဝိညာဉ်နန်းတော်ဌာနချုပ်စာကြီးတိုင်မှာရခင်ပုပ်ရဟန်းမင်းကြီးနဲ့အတူသူ့ကို2ခါလောက်တွေ့ဘူးပါတယ်ချမ်းရီရွှေကစိတ်လှုပ်ရှားစွာနဲ့မေးတယ်ငါအဖေကသူ့ကိုတွေ့ဘူးတယ်ဟုတ်လားသူကတကယ်တော့ဘသူလဲအဲ့ဒီအချိန်တုံးကမင်းမမွေးသေးလို့သူ့ကိုမတွေ့ဘူးတာပါလင်ဖန်ဆိုတဲ့နာမည်ကမင်းအတွက်စိမ့်နေနိုင်ပေမဲ့မင်းတေချာပေါက်သိမှာပါမင်းဖေကသူ့ကိုခေါ်တဲ့ဘွဲအမီကိုကြားဘူးမှာပေါ့အနာဂတ်ကိုကြိုတင်သိမြင်သူဆိုတဲ့အမီလေးချီရန်ရွှေရဲ့မျက်ဝန်းတွေကျုံသွားခဲ့တဲ့အနာဂတ်ကိုကြိုတင်သိမြင်သူဆိုတာငါအဖေတေဆုံးမဲ့အချိန်ကိုဟောကိန်းထုတ်ခဲ့တဲ့လူလားအဲ့ဒီလူရဲ့အထောက်ထားဟာဝူဟွန်လန်းတော်မှာလျှို့ဝှက်ချက်တစ်ခုပဲချီရွှင်ကြီးနဲ့ဘီဘီတုံးအပါဝင်လူအနေငယ်ပဲတိကြတာမင်းကအရင်ကတည်းကလူတိမခံပဲနေခဲ့တာကြင်ကြံချင်းအရင်မြစ်တွေအတွက်တာမဟုတ်ရင်သူတို့နဲ့ပတ်သက်မိမှာမဟုတ်ဘူးကြင်ကြံချင်းလမ်းစဉ်မှာပါရမီတင်မကပဲအရင်မြစ်ကလည်းအလွန်အရေးကြီးတယ်
အဲ့ဒါကြောင့်လဲမင်းကအဆင့်6လောက်ပဲရှိတဲ့ပါရမီနဲ့နှစ်ပေါင်း40အတွင်းမှာပဲဒိုလူကိုအဆင့်ကိုရောက်ခဲ့တာဒီလိုအရှိန်ဟုန်ဟာပါရမီမြင့်မားသူတွေကြားမှာတော့တွေ့ရခဲ့တယ်ချီယန်ရွှေကခဏလောက်ငြိမ်သက်သွားပြီးမှအတန်တုံတုံနဲ့ပြောလိုက်တယ်ငါမမွေးခင်ကတည်းကငါရှိလာမယ့်အကြောင်းကိုအနာဂတ်ကြိုတင်သိမြင်သူကဟောခဲ့တယ်လို့အဖေပြောပြဘူးတယ်မင်းဝူဟုံးမြို့မှာရှိစဉ်ကချီယန်ရွှေမမွေးသေးဘူးဒါပေမဲ့မင်းကရောက်နေပြီးမင်းကဝူဟုံးနန်းတော်ရဲ့ပဋိပက္ခတွေထဲမပါခြင်းလို့ရွှေဆောင်ကန်းထက်တစ်နှစ်စောပြီးထွက်ခွာခဲ့တာငွေလန်တက်ကြီးကပြောတယ်ဒီလူကတိတ်ပြီးထူးဆန်းတဲ့ဝူဟုံးနန်းတော်မှာရှိစဉ်ကသူ့ခွန်အားကထိတ်တန်းမဟုတ်ပေမဲ့နန်းတော်အကြီးအကဲနဲ့ပုပ်ရဟန်းမင်းကြီးရဲ့အလေးပေးချရင်းကိုခံခဲ့ရတယ်သူဘဲချိန်မှာထွက်သွားမှန်းဘယ်သူမှမသိကြဘူးပိုပြီးထူးဆန်းတာကသူ့ရဲ့ရုပ်တွင်ဟာအရင်တိုင်းပဲမပြောင်းလဲသေးတာပဲအသက်25နှစ်ဝန်းကျင်ပဲရှိသေးပုံရတယ်ချီယန်ရွှေရဲ့မျက်နှာအမူအရာကချက်ချင်းပြောင်းလဲသွားတယ်တက်ကြီးမွေအကယ်၍သူကအရာအလုံးကိုတကယ်ကြိုသိနေတယ်ဆိုရင်ငါဒီမှာလှုပ်ဝက်စုံစမ်းနေတဲ့အကြောင်းကိုရောသူသိနေမလားမသိရသေးတဲ့လူတစ်ယောက်ကကိုယ့်အကြောင်းကိုအကုန်သိနေတယ်ဆိုတဲ့ခံစားချက်ကသူ့ကိုကြောက်ရွံ့စေတယ်တက်ကြီးမွေကခေါင်းခါလိုက်ပြီးသူလည်းတေချာမသိကြောင်းပြောတယ်ဒါပေမဲ့ခုနကသူမင်းရဲ့မျက်နှာကိုတောင်တေချာမကြည့်ပဲလှည့်ထွက်သွားတာတကယ်လို့သူကအကုန်သိနေရင်တော့ဘယ်သူမှလှုပ်ဝက်ချက်ရှိမှာမဟုတ်ဘူးချီယန်ရွှေကသူ့ကိုစမ်းတက်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ငါတို့ရဲ့အကြောင်းကိုသူဘယ်လောက်သိလဲဆိုတာအတီးပြရမယ်တကယ်လို့သူကအေဂရစ်ရှူရဲ့ကိုတွားပြောလိုက်ရင်ငါအနှစ်အလားကျော်စူးစမ်းလာတာတွေအကုန်လက်ကဖြစ်ကုန်လိမ့်မယ်သူဟာကိုကံကြမ္မာကိုသူများလက်ထဲထည့်ထားရတာမျိုးကိုအမုန်းဆုံးပဲတက်ကြီးမွေကပုပ်ရဟန်းမင်းကြီးဘီဘီတုံးကလည်းဒီလူကိုနှစ်တော်ကြာတိတ်တဆိတ်ရှာခိုင်းနေတာလို့ပြောတယ်ဒါကိုပုပ်ရဟန်းမင်းကြီးစီအကြောင်းကြားရမလားလို့မေးတယ်ချီယန်ရွှေကအေးဆက်ဆက်နဲ့မေးလိုက်တယ်သူကဘာလို့ရှာနေတာလဲအဲ့ဒါတော့သူလည်းမသိဘူးအနာဂတ်ကြိုတင်သိမြင်သူကပုပ်ရဟန်းမင်းကြီးအတွက်လည်းဟောကိန်းတစ်ခုထုတ်ပေးခဲ့ဘူးလို့ရှာနေတာဖြစ်နိုင်တယ်လို့ကြားဘူးတယ်ပုပ်ရဟန်းမင်းကြီးရဲ့စိတ်ကိုဘယ်သူမှမခံမနိုင်ကြဘူးချီယန်ရွှေကခဏလောက်စဉ်းစားပြီးမှခုလောလောဆယ်ဘာမှမပြောသေးဘူးဆုံးဖြတ်တယ်သူဘယ်လောက်တည်လဲဆိုတာအရင်စမ်းသပ်မယ်ပြီးတော့ဘီဘီတုံးကဘာလို့သူ့အပေါ်မှာဒီလောက်အေးဆက်နေရတာလဲဆိုတာကိုလည်းသိချင်မိတယ်အိမ်တော်ကိုအရင်ပြန်ပြီးနေ့လယ်စာစားပြီးမှရွှေရွှန်စီကိုတစ်ခေါက်ထပ်သွားမယ်နေ့လယ်စာစားပြီးနောက်လင်းဖန်ကထန်ယူဟွာကိုပြောတယ်ခဏနေရင်လူတယောက်မင်းစီလာလိမ့်မယ်ဥယျာဉ်ထဲမှာလက်လျှောက်ထွက်ရအောင်စာတင်ဖို့မလိုတော့ဘူးထန်ယူဟွာကအံ့ဩသွားပြီးဘသူလာမှလဲလို့မေးတယ်အဲ့ဒါကိုတော့တွက်ချက်နိုင်တာလားမင်းရှိမှငါမှလှုပ်ဝက်ချက်တစ်ခုမှရှိမှမဟုတ်တော့ဘူးလင်းဖန်ကရေမောပြီးသူကဘာနဲ့ဖျားမှမဟုတ်ပါဘူးလို့ပြောတယ်ခုနကနန်းတွင်းဝစ်စုံနဲ့လူငယ်တယောက်ငွေရောင်ချက်ဝက်ဝက်အဆောင်တွေနဲ့လာတာကိုတွေ့ခဲ့လို့ခံမှန်းကြည့်တာပါထန်ယူဟွာကစဉ်းစားလိုက်တော့ငွဒီအောင်အဆောင်တွေကနန်းတော်ကလူတွေဖြစ်ပြီးအဲ့ဒီလူငယ်ကအိမ်ရှိမင်းသားဖြစ်ရမယ်ငါ3ရက်လောက်နားနေတာကိုကြားလို့လာကြည့်တာဖြစ်နိုင်တယ်ထန်ယူဟွာကစကားလမ်းကြောင်းလွှဲလိုက်ပြီးဒီနေ့စာတင်ချိန်မှာမင်းရဲ့စွမ်းဆောင်ရည်ကိုမကျေနပ်ဘူးလို့ပြောတယ်လင်းဖန်ကလည်းဒါကပထမဆုံးအကြိမ်မို့လို့ရှော့ပေးဖို့ပြောတယ်ထန်ယူဟွာကတော့အလေးနဲ့ထားရမယ်လို့ပြောပြီးမွန်းလွဲပိုင်းမှာတေချာစူးစမ်းဖို့မှာတယ်လင်းဖန်ကကောင်းပါပြီဆီယာမလေးယူဟွာလို့ပြန်ဖြေတယ်သူတို့ဥယျာဉ်ထဲမှာလက်လျှောက်နေတော့ချီယန်ရွှေရောက်လာတယ်မန်နေဂျာအော်ဒယ်ကအန်အော်ဒါကြီးနဲ့ကြိုးဆိုတယ်မင်းသားကခုနတင်ပြန်သွားတာကိုအခုပြန်ရောက်လာတာဆိုတော့ဘာကိစ္စရှိလို့လဲချီယန်ရှဒီကပြုံးပြီးသူ့ဖေကထန်ယူဟွာအတွက်အားစေးတွေပေးခိုင်းလိုက်တာလို့ပြောတယ်ထန်ယူဟွာကဥယျာဉ်ထဲမှာလမ်းလျှောက်နေတာမို့လိုက်ပို့ပေးဖို့ပြောတယ်အော်ဒယ်ကသူတို့ကိုခေါ်သွားပေးတယ်ဥယျာဉ်ထဲမှာလင်းဖန်နဲ့ထန်ယူဟွာကိုတွေ့လိုက်ရတယ်လင်းဖန်ကကြည်စမ်းဟိုမှာရောက်လာပြီလို့ပြောတယ်ထန်ယူဟွာကခေါင်းငိမ့်ပြီးတွားတွေ့ကြတာပေါ့လို့ဆိုတယ်အော်ဒယ်ကမင်းသားရောက်လာကြောင်းအကြောင်းကြားတယ်ချီယန်ရွှေကရင်ရင်ကြီးကြီးနှုတ်ဆက်တယ်ထန်ယူဟွာကအော်ဒယ်ကိုထွက်သွားခိုင်းလိုက်တယ်မင်းသားကအလုပ်တွေများနေတာကိုဘာလို့လာတာလဲချီယန်ရွှေကအေဂရစ်ကထန်ယူဟွာနေမကောင်းဘူးလို့ကြားလို့လာကြည့်ခိုင်းတာပါလို့ဖြေတယ်ပြီးတော့လင်းဖန်ကိုကြည့်ပြီးဒီလူကဘသူလဲလို့မေးလိုက်တယ်မင်းသားလေးကဆူရှာတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးဒါကဘသူလဲလို့မေးပါတယ်မင်းရဲ့အကြံပေးပုဂ္ဂိုလ်ချင်းရန်ရွှေကလည်းမသိဘူးလို့ဆိုပါတယ်ထန်ရွက်ဟွာကမင်းရဲ့လက်မောင်းကိုတဘာဝကြကြဆွဲကင်လိုက်ပြီးဒါဟာသူ့ရဲ့အချစ်ဦးလင်းဖန်ဖြစ်ကြောင်းအရင်ကတိုက်ကြီးအနှက်လှည့်လည်သွားလာနေတာကြောင့်မင်းသားကြီးနဲ့မတွေ့ဘူးလားမဆန်းကြောင်းပြောပါတယ်လင်းဖန်ဒါကချမ်းတိုအင်ပါယာရဲ့အင်ရှီမင်းသားရွှေချင်းဟဲ့ပဲလို့သူမကမိတ်ဆက်ပေးပါတယ်မင်းကရှေ့ကိုတိုးသွားပြီးပြုံးပြရင်အင်ရှီမင်းသားကိုနှုတ်ဆက်လိုက်ပါတယ်ချင်းရန်ရွှေကတန်တရားဖြစ်ဟန်နဲ့ဒါဟာရွက်ဟွာရဲ့အချစ်ဦးဆိုတာခမဲတော်တည့်ရလားလို့မေးပါတယ်ထန်ရွက်ဟွာကတော့အေးအေးဆေးဆေးပဲပြန်ဖြေပါတယ်အင်ရှိမင်းသားတိပိသားကိုမေးနေတာပဲငါနဲ့ဘရင်ကြီးကြမှာဘာထူးခြားတဲ့ဆက်ဆံရေးမှမရှိပါဘူးဟိုးအရင်ကသူကောင်းမျိုးတွေရဲ့နှောက်ယှက်မှုကိုခံရတော့ကဘရင်ကြီးကတစ်ကြိမ်ကူညီပေးခဲ့ဘူးတာကြောင့်ဒီလိုကောလာဟာလာတွေထွက်လာတာပါလို့ရှင်းပြပါတယ်ထန်ရွက်ဟွာရဲ့အလှတရားကြောင့်ဒီကောလာဟာလာကသူမကိုနှောက်ယှက်မှုတွေကနေအကာအကွယ်ပေးခဲ့တာပါသူမရဲ့စိတ်နေစိတ်ထားအရလဲရှအင်းပြမနေတော့ပဲအေးအေးဆေးဆေးနေလိုက်တာဖြစ်ပါတယ်ချင်းရန်ရွှေကပြုံးမပြတ်ပဲရွဲဟွာရဲ့စိတ်ကိုရထားတဲ့လင်းဖန်ဟာတကယ်ပဲထူးခြားတဲ့သူဖြစ်ရမယ်လို့ဆိုပါတယ်ထန်ရွဲဟွာကမင်းကိုတစ်ချက်ကြည့်ပြီးခက်ရွဲ့ရွဲ့နဲ့ပဲဘဲကထူးခြားတာလဲအပြင်မှာရှောက်သွားနေတဲ့လူလေးလူလွင့်တယောက်ပါလွန်ခဲ့တဲ့ရက်ပိုင်းကမှသူ့ကိုတွေ့လို့ရွှဲရွှမ်းမှာဂီတညာတင်ခိုင်းပြီးစိတ်ကိုထိန်းခိုင်းထားတာလို့ပြောပါတယ်ချင်းရန်ရွှေကထန်ရွဲဟွာမင်းကိုကာကွယ်ပေးနေတာကိုမြင်တော့ဆက်ပြီးမဆန်းတက်တော့ပဲနှုတ်ဆက်ပြီးထွက်ခွာသွားပါတယ်ချင်းရန်ရွှေထွက်သွားပြီးနောက်ထန်ရွဲဟွာကမင်းကိုရွှဲချင်းဟဲ့အပေါ်ဘလို့ထင်တယ်လဲလို့မေးပါတယ်သူဟာယဉ်ကျေးပြူငါပြီးတာမန်လူတွေပုံမှာလဲမမာနာမရှိတာကြောင့်ထိနှန်းဆက်ခံရင်မင်းကောင်းတစ်ပါးဖြစ်လာလိမ့်မယ်လို့သူမကထင်နေပါတယ်လင်းဖန်မင်းကကောင်းကင်လျှို့ဝှက်ချက်တွေကိုသိနိုင်တယ်မဟုတ်လားရွှေချင်းဟဲကထိနှန်းတက်နိုင်ပါမလားလို့သူမကမေးပါတယ်မင်းကတော့ရွှေချင်းဟဲဟာအတိတ်မှာပဲရှိနေပြီးအနာဂတ်မှာမရှိနိုင်ဘူးလို့ခက်အေးအေးပဲပြန်ဖြေပါတယ်ထန်ရွက်ဟွာကနားမလည်နိုင်ဖြစ်နေပြီးသူသား
နန်းတက်ရင်မင်းကောင်းဖြစ်မလားလို့ထပ်မေးပါတယ်မင်းကတော့သူသာနန်းတက်ရင်တောင်တာမန်မင်းကောင်းတစ်ယောက်ပဲဖြစ်နိုင်ပြီးထူးချွန်တဲ့မင်းတစ်ပါးဖြစ်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်နှစ်ပေါင်း9000အတွင်းမင်းသားပေါင်း200ကျော်ကိုမြင်ဖူးခဲ့တဲ့မင်းအတွက်တော့ထန်းတိုအင်ပါယာရဲ့ဘရင်တွေဟာမင်းပြည်သားတဲ့အရေးချင်းလိုအပ်နေပါသေးတယ်နန်းတော်ကိုပြန်ရောက်တဲ့အခါချင်းရံရွှေကစဉ်းစားခန်းဝင်နေပါတယ်ထန်ရွက်ဝါရဲ့ရှေ့မှာမင်းကိုစမ်းသပ်ဖို့ခက်ခဲနေတာပါထန်ရွက်ဝါရဲ့ကျင့်စဉ်ကမမြင့်ပေမဲ့သူမဟာဟောက်ချန်ကိုင်းကလူဖြစ်နေတာကြောင့်တယောက်ယောက်တိသွားရင်အန္တရာယ်ရှိနိုင်ပါတယ်။အဲ့ဒီအချိန်မှာကိုရန်တော်ဝစ်စုံနဲ့လူတယောက်ဝင်လာပါတယ်။အဲ့ဒါဟာဝူဟွန်းတန်ကတက်ကြီးအကြီးကဲတွေဖြစ်တဲ့ရှယ်လုံနဲ့စစ်ရွှေတို့ဖြစ်ပါတယ်။သူတို့ဟာချင်းရံရွှေကိုကာကွယ်ဖို့ရောက်နေတာပါလင်းဖန်ရဲ့စွမ်းအားဟာအရင်ကအဆင့်6ပဲရှိခဲ့ပေမဲ့အခုတော့ဘလောက်အထိရောက်နေပြီလဲဆိုတာသူတို့စမ်းသပ်ချင်နေကြပါတယ်။စစ်ရွှေကမင်းကိုရွှေရွှမ်းကနေဖမ်းခေါ်လာဖို့အကြံပေးပေမဲ့ရှယ်လုံကဒါဟာဝူဟွန်းတန်ကလူတွေမှန်းတိတာသွားစေနိုင်တယ်လို့ကန့်ကွက်ပါတယ်လင်းဖန်ကငါတို့ရဲ့အထောက်အထားကိုသိနေသလားဆိုတာကအဓိကပြဿနာပဲလို့သူတို့ဆွေးနွေးကြပါတယ်နောက်ဆုံးမှာတော့ချင်းရံရွှေကနောက်2ရက်နေရင်အိမ်ရှိမင်းသားအနေနဲ့မင်းကိုဖိတ်ခေါ်ပြီးစကားပြောမယ်လို့ဆုံးဖြတ်လိုက်ပါတယ်2ရက်ကြာပြီးနောက်အိမ်ရှိမင်းသားရဲ့ဖိတ်စာကိုအောက်ကယူလာပေးပါတယ်ဒါပေမဲ့မင်းကတော့ထန်ရွက်ဟွာနဲ့ဂီတတင်နေရလို့မအားဘူးလို့ညင်းလိုက်ပါတယ်ထန်ရွက်ဟွာကတော့အိမ်ရှိမင်းသားရဲ့ဖိတ်ကြားချက်ကိုဒီလောက်လွယ်လွယ်ကူကူညှင်းလိုက်တာကိုအံ့ဩနေပါတယ်ဖိတ်စာပြန်ရောက်သွားတဲ့အခါစစ်ရွှေကဒေါသထွက်နေပေမဲ့ချင်းရံရွှေကတော့တီတီငင်ငင်မှာပဲနောက်ထပ်3ရက်ကြာရင်ထပ်ပြီးဖိတ်ကြားဦးမယ်လို့သူမကဆိုလိုက်ပါတယ်ပထမအကြိမ်ဖိတ်ကြားချက်ကတော့အချီနီဖြစ်သွားခဲ့ပါတယ်3ရက်ကြာပြီးနောက်ဒုတိယအကြိမ်ဖိတ်ကြားစာပေးပို့ခဲ့ပေမဲ့မင်းကညင်းပယ်ဆဲပါပဲရှီလုံငါကိုမတားနဲ့ငါရွက်ရွှံကိုသွားပြီးသူ့ကိုတက်ပစ်မဲ့အကြီးဆုံးတခင်မလေးရဲ့ဖိတ်ကြားချက်တက်ကိုဒီလောက်အထိလစ်လူရှုဝန်းနေပေါ့စစ်တွန်းရဲ့ဒေါသမီးတွေကတောက်လောင်နေပါတယ်မင်းသွားချင်ရင်သွားပါငါမတားပါဘူးလို့ရှီလုံကပြောလိုက်တော့စစ်တွန်းကဘာပြန်ပြောရမှန်းမသိတော့ပါဘူးရွက်ရွှံဆိုတာကဘသူမဆိုစိတ်ကြိုက်ဝင်ထွက်သွားလာလို့ရတဲ့နေရာမဟုတ်ဘူးလေအကြီးဆုံးတခင်မလေးဆိုပြီးစစ်တွန်းကချမ်းရံရွှဲကိုကြည့်ပြီးအမိတ်တောင်းလိုက်ပါတယ်ချမ်းရံရွှဲရဲ့လေတံကတော့တင်းငိမ့်နေသေးပါပဲ9ရက်ကြာပြီးနောက်တတိယအကြိမ်ဖိတ်ကြားစာကိုမူလအတိုင်းပြန်ပို့လိုက်ပြန်ပါတယ်ထင်ထားတဲ့အတိုင်းထပ်မံအငင်းခံလိုက်ရတာပါအကြီးဆုံးတခင်မလေးဒီညကျွန်တော်ကိုသွားပြီးသူ့ကိုလှုပ်ကြံခိုင်းလိုက်ပါလားလို့စစ်တွန်းကမကြေမနက်နဲ့ပြောပါတယ်အကြီးကဲရှိနောက်ထပ်တစ်ဆောင်ထပ်ပို့လိုက်ပါဦးချမ်းရံရွှေကသွားကိုကြိတ်ပြီးအရှုံးမပေးလို့လဲဆွဲနဲ့ပြောလိုက်တာပါထန်ကိုအခုလိုအင်ပါယာမင်းသားတစ်ပါးရဲ့ဖိတ်ကြားချက်ကိုအကြိမ်ကြိမ်ညင်းနေတာကတိတ်တော့မကောင်းဘူးထင်တယ်နော်ထန်ရွက်ဟွာကလည်းချမ်းရံရွှေကအခုလိုခဏခဏဖိတ်လိုက်မယ်လို့မထင်ထားခဲ့ပါဘူးရွှေချင်းဟော်ကမင်းကိုတကယ်ပဲတစ်ခုခုမင်းမြန်းစရာရှိနေပုံရပါတယ်မင်းကလည်းငါစီမှာတင်ယူခဲ့တာတွေအများကြီးရှိနေပြီပဲဒီတော့နောက်တစ်ခါသူဖိတ်လာရင်မင်းကိုတရက်နာခွင့်ပေးမယ်အဲ့ဒါကမင်းရဲ့မကြသေးခင်ကတင်ယူမှုရလက်တွေကိုအချင်းချုပ်ပြန်သုံးသက်တာလည်းဖြစ်တာပေါ့ကောင်းပါပြီနောက်တစ်ချိန်ထပ်ဖိတ်လာရင်တော့သွားတွေးလိုက်ပါမယ်လို့မင်းကခေါင်းညှိလိုက်ပါတယ်နောက်ထပ်2ရက်ကြာပြီးနောက်စတုထအချိန်ဖိတ်ကြားစာရောက်လာပါတယ်ဒီချမ်းရံရွှဲကတော့တကယ်ကိုဆွဲကောင်းတာပဲထားလိုက်ပါတော့သွားတွေးလိုက်ပါမယ်လို့မင်းကအားမလို့အားမရပြုံးရင်ပြောလိုက်ပါတယ်ချက်ချင်းပဲအုပ်ချုပ်ရေးမှု off ကိုအကြောင်းပြန်ခိုင်းလိုက်ပါတယ်မင်းသားကိုအကြောင်းပြန်လိုက်ပါဒီနေ့ညနေ9:00နာရီမှာချမ်းတို့စားတောက်ဆိုင်ကိုလာခဲ့မယ်လို့ပေါ့ရှီလုံကအကြောင်းပြန်ကြားချက်ကိုရချင်းပဲမင်းသားရဲ့နန်းတော်ထဲကိုပြေးဝင်သွားပါတဲ့အကြီးကဲရှိနောက်တစ်ခါအငင်းခံရပြန်ပြီလားကိစ္စမရှိပါဘူးနောက်2ရက်နေရင်ထပ်ပို့တာပေါ့ချမ်းရံရွှေကသူစကားမပြောခင်မှာပဲအရင်ဦးအောင်ပြောလိုက်တာပါဒီတစ်ချိန်တော့ငါတကယ်မအောင်နိုင်တော့ဘူးဘယ်သူမှငါ့ကိုမတားနဲ့ဒီညသူ့အသက်ကိုငါယူရမယ်သူကဘလို့ပရောဖက်ပဲဖြစ်နေပါစေပေါ့စစ်တွန်းကလည်းဘေးကနေအော်ဟစ်အားပေးနေပါတယ်အကြီးဆုံးတခင်မလေးကိုမယုံမသေးလောက်တာကိုလင်းဖန်ကသဘောတူလိုက်ပြီးပြရှိလုံးကအလင်းမြန်စကားဖြတ်ပြောလိုက်ပါတယ်ဘာပြောတယ်သူသဘောတူလိုက်တာလားချမ်းရံရွှေကအံ့ဩသွားပြီးမယုံကြည်နိုင်စွာနဲ့မတ်တက်ရက်လိုက်ပါတယ်သူဘလို့အကြောင်းပြန်လိုက်တာလဲလင်းဖန်ကဒီနေ့ညနေ9:00နာရီမှာချမ်းတို့စားတောက်ဆိုင်ကိုလာခဲ့မယ်လို့ပြောပါတယ်ကောင်းပြီနောက်ထပ်3 နာရီပဲလိုတော့တယ်မြန်သွားပြီးဆိုင်မှာနေရကြိုယူထားလိုက်တော့ချမ်းရံရွှေကချက်ချင်းအမိန့်ပေးလိုက်ပါတယ်ဒီပရောဖက်ကငါရဲ့တက်ဖြတ်လို့တဲ့စိတ်ကိုခံစားမိသွားပုံရတယ်သူကအတော်လေးပါနဲ့တာပဲညနေပိုင်းမှာတော့မင်းကထန်ရွက်ဟွာကိုနှုတ်ဆက်ပြီးမြို့လေကထန်းတို့စားတောက်ဆိုင်ကိုလာခဲ့ပါတယ်စားတောက်ဆိုင်က3ထပ်ပဲရှိပေမဲ့တစ်ခုလုံးရဲ့အကျယ်ဝန်းကတော့မသေးပါဘူးနိုင်ငံအနှံ့ကအရသာရှိတဲ့အစားအစာတွေစုဝေးရဖြစ်တယ်လို့အထက်တန်းလွာတွေစားတောက်ပွဲကျင်းပရာနေရာလည်းဖြစ်ပါတယ်ဆိုင်တကားဝကိုရောက်တာနဲ့မင်းကိုမြင်ဘူးနေတဲ့ရှီလုံကကိုရန်တော်တယောက်လိုဟန်ဆောင်ပြီးကြိုးဆိုပါတယ်လင်းတခင်လေးကြိုးဆိုပါတယ်မင်းသားကစောင့်နေတာကြာပါဗျကြော့ပါခင်ဗျာမင်းကတည်ငြိမ်တဲ့မျက်နှာပေးနဲ့ရှီလုံရဲ့နောက်ကနေဒုတိယထပ်ကိုလိုက်သွားပါတယ်စတူယန်မီတာ30လောက်ကျဲတဲ့တီးတန့်ခန်းထဲကိုဝင်သွားပါတယ်အခန်းထဲမှာထမင်းစပွဲတွေမကပဲလက်ဖက်ရည်တောက်တဲ့စပွဲလည်းရှိပါတယ်အခန်းထဲရောက်တာနဲ့ရွှေချင်းဟော်အသွင်ဆောင်ထားတဲ့ချမ်းရံရွှေကတကားဘက်ကိုကြောပေးပြီးရက်နေတာကိုတွေ့လိုက်ရပါတယ်တကားနားမှာလည်းရှီလုံလိုပဲငွေရောင်ချက်ဝတ်တစားဝတ်ထားတဲ့သူတယောက်ရှိနေပါတယ်အတန်ကြားတာနဲ့ချမ်းရံရွှေကလှည့်ကြည့်ပြီးပြုံးပြပါတယ်လင်းတခင်လေးကြကိုဆိုပါတယ်မင်းကိုထမင်းတနက်ကျွေးဖို့ဖိတ်ရတာတကယ်ကိုမလွယ်ကူလာဘူးနော်ကိုရန်တော်ရှိစပွဲတို့ကိုအစားတောက်တွေချခိုင်းလိုက်တော့လင်းတခင်လေးကျေးဇူးပြုပြီးထိုင်ပါသူကအရန်ကိုဖော်ဖော်ရွရွရှိလာပါတယ်ကျွန်တော်ကမင်းသားနဲ့တခါပဲစုံဖူးပြီးစကားလည်းအများကြီးမပြောဘူးပါဘူးမင်းသားကဘာကြောင့်ကျွန်တော်ကိုအကြိမ်ကြိမ်ဖိတ်ခေါ်နေရတာလဲဆိုတာသိပြရစေမင်းကအခန်းထဲကိုလှမ်းဝင်ရင်ဖြည်းဖြည်းချင်းမေးလိုက်ပါတယ်လင်းတခင်လေးအဲ့ဒီနေ့ကကျွန်တော်လူမပြီးစော်ကားမိသွားတယ်ဆိုပါတော့ပြန်ရောက်တော့ကျွန်တော်လင်းတခင်လေးရဲ့အကြောင်းတွေကိုအသေးချာစုံစမ်းကြည့်ခဲ့ပါတယ်တကယ်ကိုထူးခြားဆန်းပြတဲ့လူတစ်ယောက်ပါပဲချမ်းရံရွှေကစကားဆက်လိုက်ပါတယ်ကျွန်တော်အကြောင်းကိုစုံစမ်းနေပေါ့မင်းကမျက်မှောင်ကျုပ်ပြီးမကျေနပ်တဲ့ပုံစံပြလိုက်ပါတယ်ချမ်းရံရွှေကမင်းရဲ့မကျေနပ်မှုကိုမြင်တော့ပြုံးပြီးရှင်းပြပါတယ်လင်းတခင်လေးကရွက်တခင်မရဲ့ချစ်သူမဟုတ်လားရွက်တခင်မရဲ့ချမ်းတို့အင်ပါယာမှာရှိတဲ့အဆင့်တန်းကိုလည်းမင်းသိမှာပါ
ရွက်ရွှန်ရဲ့နောက်ထပ်အမည်တစ်ခုကတော့တော်ဝင်နန်းတွင်ယဉ်ကျေးမှုအကယ်ဒမီဖြစ်ပြီးရွက်သခင်မကအဲ့ဒီရဲ့ကျောင်းအုပ်ကြီးပါရွက်သခင်မကတာမန်မျိုးသမီးမဟုတ်ဘူးဆိုတာကျွန်တော်သိပါတယ်ဒီတော့ကျွန်တော်တို့ကျောင်းအုပ်ကြီးရဲ့စိတ်ကိုဒီလောက်ထိဖန်ဆားနိုင်တဲ့သူကဘလို့လူစားမျိုးလဲဆိုတာကျွန်တော်သိချင်မိတာပါဒါနဲ့စုံစမ်းကြည့်လိုက်တော့လင်းသခင်လေးကတကယ်ကိုထူးခြားတဲ့ပုံကိုတစ်ယောက်ဖြစ်နေတာကိုမမျှော်လင့်ပဲတွေးလိုက်ရပါတယ်သူကမင်းသားဆိုတဲ့ဂုံပုတ်ကိုအတုံးချပြီးရွက်ရွှန်ကိုအကြောင်းပြချအပေးကအကွက်စစ်စစ်ဖြည့်ရှင်းသွားတာပါကျွန်တော်ရဲ့လှုပ်ရှားမှုတွေကဒီလောက်အထိလှုပ်ဝက်နေတာတော့မင်းသားကသိနေတာပဲမင်းရဲ့မျက်နှာကပြတ်သွားပါတယ်ကောင်းပါပြီမင်းသားသိနေမှတော့လေကျွန်တော်ဖုံးကွယ်မနေတော့ပါဘူးအမှန်တိုင်းပြောရရင်ကျွန်တော်ကပရောဖက်တယောက်ပါလူတယောက်ရဲ့အနာဂတ်မှာဖြစ်လာမယ့်အရေးကြီးတဲ့ကိစ္စရပ်တွေကိုကြိုတင်မြင်နိုင်စွမ်းရှိပါတယ်မင်းကပခုံးတွန့်ပြီးအေးအေးဆေးဆေးပဲပြောလိုက်ပါတယ်ဟာဟာလင်းသခင်လေးလိုထူးခြားတဲ့လူမျိုးနဲ့မိတ်ဆွေဖွဲ့ရတာကိုကျွန်တော်နှစ်သက်ပါတဲထိုင်ပါဦးအရင်ဆုံးလက်ဖက်ရည်တောက်ပါအစားတောက်တွေလည်းမကြခင်ရောက်လာတော့မှာပါချမ်းရံရွှေကချက်ချင်းပဲလက်ဖက်ရည်ခတ်ပေးပါတယ်မင်းကသူ့ရဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်ပြီးရွှေချင်းဟော်ရဲ့ပုံစံကိုအကဲခတ်နေပါတယ်အယိုးပြောင်းလဲခြင်းအတတ်ပညာကတကယ်ကိုထူးဆန်းအံ့ဩဖို့ကောင်းပါတယ်လူတစ်ယောက်ကိုနောက်ထပ်ပုံစံတစ်မျိုးအဖြစ်လုံးဝပြောင်းလဲသွားစေပြီးဘာကွဲလွဲမှရှာမရအောင်ကိုတူညီလာပါတယ်အမျိုးသမီးရဲ့လက္ခဏာတစုံတရာတော့မတွေ့ရပဲပုံမြင်တဲ့ကဖန်တီးမှုတစ်ခုလိုပါပဲလင်းသခင်လေးကဒီကုန်းမြေကြီးရဲ့အခြေအနေကိုဘလို့မြင်ပါသလဲချမ်းရံရွှေကလက်ဖက်ရည်တငုံတောက်ပြီးမေးလိုက်ပါတယ်အင်အားကြီး၃ခုအားပြိုင်နေတာပေါ့မင်းလဲလက်ဖက်ရည်တငုံတောက်ပြီးခွက်ကိုပြန်ချလိုက်ပါတယ်မင်းသားရဲ့အမြင်ကိုလည်းနားထောင်မရစေဘူးချမ်းရံရွှေရဲ့မျက်လုံးတွေကတောက်ပသွားပါတယ်လွန်ခဲ့တဲ့10နှစ်နဲ့နှိုင်းယှဉ်ရင်မကြသေးခင်2နှစ်အတွင်းမှာအခြေအနေတွေကတည်ငြိမ်နေတယ်လို့ပါပဲရှင်းလော့အင်ပါယာကတော့အစွမ်းထက်တဲ့စစ်တပ်အပေါ်အခြေခံပြီးရပ်တည်နေတာဖြစ်ပြီးချမ်းတို့အင်ပါယာရဲ့စစ်တီတွေကတော့အင်အားနည်းပေမဲ့အရေးအတွက်များပြားပါတယ်ခြုံကြည့်လိုက်ရင်တော့အင်အားစုနှစ်ခုကအပြန်အလှန်ထိန်းညှိနေကြတာပေါ့အဲ့ဒီကြားမှာဝူဟွန်နန်တော်ကလည်းအင်အားကြီးမားတဲ့တက်ရောက်မှုတစ်ခုအနေနဲ့ရှိနေပါတယ်အခုဆိုရင်အရင်ကထပ်ပိုပြီးလှုပ်ရှားမှုတွေများလာတယ်လို့ပဲလို့ချမ်းရံရွှေကသူ့ရဲ့သုံးသက်ချက်ကိုပြောပြနေပါတယ်ကောင်းကင်အင်ပါယာဟာဂျက်တာယာအင်ပါယာထက်စွမ်းအား၃ပုံတစ်ပုံလောက်လျော့နေပေမဲ့အထက်၃ကိုင်းနဲ့အောက်၄ကိုင်းတွေကဂိုင်း၂ကိုင်းဟာကောင်းကင်အင်ပါယာတွင်းမှာရှိနေတာဖြစ်ပြီးဝိညာဉ်အင်အားကတော့ဂျက်တာယာအင်ပါယာထက်အများကြီးသာလွန်ပါတယ်ဝိညာဉ်သခင်တွေအကြောင်းပြောမယ်ဆိုရင်ဝိညာဉ်နန်းတော်ကိုချန်လက်ထားလို့မရပါဘူးသူတို့ဟာတပြည်လုံးကဝိညာဉ်သခင်တွေရဲ့80%လောက်ကိုထိန်းချုပ်ထားပြီးဒီအင်အားနဲ့အင်ပါယာကြီးနှစ်ခုကြားမှာထူးခြားတဲ့ဟန်ချက်တစ်ခုကိုဖန်တီးထားပါတယ်ဒီလိုအားစု၃ခုထိတ်တိုက်ရင်ဆိုင်နေရတဲ့အခြေအနေကြောင့်ပြည်သူတွေအေးအေးချမ်းချမ်းနေထိုင်နိုင်ကြတာပါဒါပေမဲ့ကံမကောင်းတာကဒီဟန်ချက်ဟာနောက်ဆုံးမှာပျက်စီးသွားမှာပါပဲငြိမ်သက်ခြင်းရဲ့နောက်ွယ်မှာပြင်းထန်တဲ့လှိုင်းတဘိုးတွေရောက်လာတော့မှာပါမင်းကအင်ပါယာရဲ့အပေါ်ရန်အခြေအနေတွေကိုပဲပြောနေတာပါချင်းရံရွှဲဒီအကြောင်းတွေကိုကောင်းကောင်းသိနေမယ်ဆိုတာမင်းသိပါတယ်ဒီလိုမြင်ကွင်းမျိုးတွေကိုတုံးပြီးသူ့ကိုရင်ဆိုင်ရုံတက်ပါပဲဆရာလင်းရဲ့အမြင်ကတကယ်ကိုဆူရှာလာပါတယ်စကားတခွန်းနဲ့အင်ပါရာရဲ့အခြေအနေကိုအကဲခတ်နိုင်တာပဲဟုတ်ပါတယ်ကဘာပေါ်မှာထာဝရတည်မြဲတဲ့ဟန်ချက်ဆိုတာမရှိပါဘူးဒီဟန်ချက်ကိုဘသူကအရင်ဖြည့်ဆည်းမလဲဆိုတာပဲမသိရတာပါဘသူကအရင်ဆုံးစိတ်မရှိဖြစ်မလဲသူကပဲဟန်ချက်ကိုဖြည့်ဆည်းမဲ့သူဖြစ်လာမှာပါစကားတခွန်းကအရာအလုံးကိုတက်ရောက်မှုရှိနိုင်ပါတယ်မင်းတခုခုကိုရည်ညွှန်းနေတာလားချင်းရံရွှေကစက်မေးဖို့ပြင်လိုက်စင်မှာပဲစားတောက်ဆိုင်ကဝန်ထမ်းတချို့အစားအစာတွေလာပို့ကြပါတယ်ဆရာလင်းကျွန်တော်တို့စားရင်တောက်ရင်စကားပြောကြရအောင်ဘလို့လဲချင်းရံရွှေက trap ပြီးဖိတ်ခေါ်လိုက်ပါတယ်ကောင်းကင်အင်ပါယာနန်းတော်မှာနှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီးကျွန်တော်ရဲ့ချစ်သူကိုကူညီစောင့်ရှောက်ပေးခဲ့တဲ့အတွက်ကျွန်တော်စကားနည်းနည်းလောက်ထပ်ပြောပါဦးမယ်မင်းကခေါင်းညစ်ပြလိုက်ပါတယ်မကြခင်မှာပဲအစားအစာတွေရောက်လာပြီးဝန်ထမ်းတွေပြန်ထွက်သွားကြပါတယ်ငွေလန်နဲ့လိတ်စုဝင်းညင်တခင်နှစ်ယောက်ကတော့တကားဝမှာစောင့်နေကြပါတယ်ချင်းရံရွှေကဝိုင်းငက်ပေးပြီးခွက်ကိုမြှောက်လိုက်ပါတယ်ဆရာလင်းလာရောက်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တစ်ခွက်လောက်တိုက်ပရစီပြောပြတာနဲ့သူကတကြိုက်တဲတောက်ချလိုက်ပါတယ်အိမ်ရှိမင်းသားမေးစရာရှိတာကိုပွန့်ပွန့်လင်းလင်းမေးနိုင်ပါတယ်ဒီမှာတခြားသူတွေမရှိတာမို့ဒီလောက်အထိယဉ်ကျေးနေဖို့မလိုပါဘူးဝိုင်းတောက်ပြီးတာနဲ့သူကတိုက်ရိုက်ပဲမေးလိုက်ပါတယ်ဆရာလင်းကပွင့်လင်းတာပဲဒါဆိုကျွန်တော်မေးဖို့နှစ်ခုလောက်မေးပရစီတကယ်ကိုသိချင်လွန်းလို့ပါဆရာလင်းကအနာဂတ်ကိုကြိုသိမြင်နိုင်သူဆိုတော့ကျွန်တော်ဧကရနန်းပလင်ဘုတ်ကိုတက်လန်းနိုင်ပါမလားဆိုတာသိချင်ပါတယ်ချင်းရံရွှေကပြန်ထိုင်ပြီးအေးအေးဆေးဆေးမေးလိုက်ပါတယ်မင်းကအိမ်ရှိမင်းသားပဲလေအမှားယွင်းမရှိဘူးဆိုရင်နန်းတက်ဖို့ဆိုတာအချိန်တစ်ခုပဲလိုတော့တာပါဒါကိုမေးနေဖို့မလိုပါဘူးအမှားယွင်းမရှိဘူးဆိုတဲ့ဆရာလင်းရဲ့ဆိုလိုရင်းကတခုခုလွဲချော်သွားနိုင်တယ်လို့ပြောတာလားချင်းရံရွှေကမင်းကိုစိုက်ကြည့်လိုက်ပါတယ်လူတွေကအမြဲတမ်းကိုယ့်ရဲ့အနာဂတ်ကိုသိချင်ကြပေမဲ့အနာဂတ်ဆိုတာမရေရာမှုတွေနဲ့ပြည့်နှက်နေတာပါအိမ်ရှိမင်းသားနန်းတက်နိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ပြောခဲ့ရင်တော့မင်းယုံမှာမဟုတ်ပါဘူးဒါကြောင့်အခုလက်ရှိအခြေအနေမှာပဲအကောင်းဆုံးရှင်တန်ပြီးပြည်သူတွေအတွက်ကိုတက်နိုင်တဲ့လောက်လုပ်ပေးတာကပိုကောင်းပါလိမ့်မယ်မင်းကတက်ပြင်းချရင်ပြောလိုက်ပါတယ်ကဲအိမ်ရှိမင်းသားလက်ဖက်ရည်လဲတောက်ပြီးပြီးဝိုင်းလဲတောက်ပြီးပြီးအစားအစာတွေလဲစားပြီးပြီးဆိုတော့ကျွန်တော်ပြန်တင်ပါပြီကျွန်တော်ဒီကိုလာတာကယူရှင်မှာကျွန်တော်ကိုလာမရှာဖို့ပြောချင်လို့ပါအခုတော့ကျွန်တော်ဂီတကိုပဲအေးအေးဆေးဆေးလေးလာချင်ပါတော့တယ်မင်းကထွက်လိုက်ပါတယ်ဆရာလင်းကျွန်တော်တကယ်ကိုနားမလည်နိုင်ဘူးမင်းရဲ့အတွေ့အကြုံမျိုးနဲ့ဘာဖြစ်လို့ယူရှင်မှာယဉ်ကျေးမှုနဲ့ဂီတကိုတင်ယူနေရတာလဲချင်းရံရွှေလဲလိုက်ပြီးထွက်လိုက်ပါတယ်ကြင်ကြံခြင်းဆိုတာခန္ဓာကိုယ်တင်မကပဲစိတ်ဝိညာဉ်ကိုလည်းကြင်ကြံရတာပါဂီတကိုလေ့လာတာကစိတ်ကိုတည်ငြိမ်စေပါတယ်အိမ်ရှိမင်းသားလဲစိတ်ကိုတစ်ခါလောက်ကြင်ကြံတင်တယ်လို့ကျွန်တော်ထင်ပါတယ်ပြောပြတာနဲ့မင်းကတကားစီကိုရှောက်သွားပါတယ်ငွေလန်နဲ့လိတ်စုကမကြေမနက်ဖြစ်နေကြပြီးမင်းရဲ့စကားတွေကဝေဝါးနေတာကြောင့်တကားဝမှာပိတ်ရက်လိုက်ကြပါတယ်အိမ်ရှိမင်းသားမင်းရဲ့ဒီကိုရံတော့
နှစ်ယောက်ကအင်အားမသေးဘူးပဲဒါပေမဲ့ကောင်းတဲ့ခွေးကလမ်းမှာပိတ်မရက်တတ်ဘူးနော်ဒါကဘာအတိတ်ပဲလဲမင်းကလှည့်ပြီးချင်းရံရွှဲကိုကြည့်လိုက်ပါတယ်ကျွန်တော်တို့အိမ်ရှိမင်းသားကမင်းကိုဒီလောက်ထိလေးလေးစားစားအခမ်းအနားကိုမင်းကလှုပ်ဝက်ဆန်းကျဲတဲ့စကားတွေပြောပြီးထွက်သွားတော့မလို့လားလိတ်ဆူကအေးဆက်တဲ့လေတံနဲ့ပြောလိုက်ပါတယ်ဟုတ်တယ်ပြောစရာရှိတာကိုရှင်းရှင်းပြောပါငွေလန်ကလည်းထပ်ပြောပါတယ်ဖဲလိုက်ဆန်းသူတို့မှစကားပြောခွင့်မရှိပါဘူးဆရာလင်းကိုချက်ချင်းတောင်းပန်လိုက်ကြချင်းရံရွှေရဲ့မျက်နှာကပြတ်သွားပြီးသူတို့နှစ်ယောက်ကိုလမ်းဖက်ပေးခိုင်းလိုက်ပါတယ်ချင်းရံရွှေကချက်ချင်းရှိကိုတိုးလာပါတယ်ဆရာလင်းခဏလောက်ထပ်ပြီးစကားပြောလို့မရဘူးလားမင်းတို့စီမှာစိတ်ရင်းမရှိတာကြောင့်ဆက်ပြောနေဖို့မလိုတော့ပါဘူးပြောပြတာနဲ့မင်းကထွက်ခွာသွားပါတယ်အိမ်ရှိမင်းသားကျွန်တော်ကိုလွှတ်လိုက်ပါသူ့ကိုမြေကြီးပေါ်မှာပုတ်တိုက်ပစ်လိုက်မယ်သူလိမ္မာလာမှာမဟုတ်ဘူးလို့ကျွန်တော်မယုံဘူးလိတ်ဆူကဒေါသတကြီးပြောပါတယ်အိမ်ရှိမင်းသားမင်းတခုခုတီးလိုက်ရလားငွေလန်ကမေးလိုက်ပါတယ်ကျွန်တော်ကိုစဉ်းစားခွင့်ပေးပါဦးချင်းရံရွှေကစပွဲမှာပြန်ထိုင်ပြီးစဉ်းစားနေပါတယ်ဒီလိုလူမျိုးကတကယ်ကိုလှုပ်ဝက်ချက်များလို့နဲ့ကျွန်တော်တော့သူဝင်လာကလေးကကြည့်မရတာဟန်ဆောင်ကောင်းလို့နဲ့လိတ်ဆူကမကြည်မနှက်ဖြစ်နေပါတယ်မစူပါနဲ့တော့မမလေးရဲ့အတွေ့တွေကိုမနှောက်ယှက်ပါနဲ့မွေလန်ကလိတ်ဆူကိုတစ်ချက်ကြည့်ပြီးချင်းရံရွှေဘက်ကိုလှည့်လိုက်ပါတယ်မမလေးအခုအရေးကြီးဆုံးကသူကျွန်တော်တို့ရဲ့မူလမြည်သူမြည်ဝါဖြစ်ကြောင်းကိုသိသွားပြီလားဆိုတာပါပဲချင်းရံရွှေကပတင်းပေါက်ကနေထွက်သွားတဲ့မင်းရဲ့နောက်ကျောကိုကြည့်နေရင်နောက်ဆုံးမှစကားပြောလာပါတယ်သူသိသွားပြီးလိတ်ဆူကစပွဲကိုရိုက်လိုက်ပါတယ်ကောင်းပြီအစီအစဉ်တွေအမှားယွင်းမရှိအောင်ကျွန်တော်အခုပဲသွားပြီးသူ့ကိုတက်ပစ်လိုက်မယ်ပြောဆိုဆိုနဲ့ထွက်သွားဖို့ပြေးရမှာမွေလန်ကတားလိုက်ပါတယ်စိတ်အေးထားပါဦးမမလေးပြောတာကိုအဆုံးထိနားထောင်ပါသူဝင်လာကလေးကပြသခဲ့တဲ့အမူအရာတွေနဲ့နောက်ဆုံးပြန်ခါနီးမှာကျွန်တော်တို့မှာစိတ်ရင်းမရှိဘူးလို့ပြောသွားတာကိုကြည့်ရင်သူကျွန်တော်တို့ရဲ့မိသူမိဝါဖြစ်ကြောင်းကိုရိပ်မိသွားပြီဆိုတာထင်ရှားပါတယ်မွေလန်ရဲ့မျက်နှာကလည်းတေးတင်းသွားပါတယ်မမလေးခြေနေကဒီလိုဆိုရင်တော့ကျွန်တော်တို့အရင်လက်ဦးမှုယူရပါလိမ့်မယ်ဟုတ်ပါတယ်သူယူရွှန်ကိုမရောက်ခင်လမ်းမတင်လောက်ကြံရပါမယ်ယူရွှန်နဲ့ရောက်သွားရင်တော့နန်းတော်ရဲ့အာယုံဆိုင်မှုကိုခံရနိုင်ပြီးအနေရပုံများသွားပါလိမ့်မယ်ကျွန်တော်တို့ဒီမှာ10နှစ်ကျော်လောက်အားစိုက်ထားရတာပါဘယ်သူမှဒါကိုအလားဟာတာအဖြစ်မခံနိုင်ပါဘူးအခုတော့လှုပ်ဝက်ချက်ကိုလူမိသွားပြီဆိုတော့တည်သွားတဲ့သူပဲလှုပ်ဝက်ချက်ကိုထိမ့်သိမ့်နိုင်ပါလိမ့်မယ်မင်းတို့ခဏလောက်စောင့်ဦးချင်းရံရွှေကလက်ကိုမြှောက်ပြီးတားလိုက်ပါတယ်ကိုယ်တိုင်ဆုံးဖြတ်ချက်ချကြည့်လိုက်ပါသူ့ရဲ့သဘောထားကိုနားထောင်ကြည့်ပါဝိညာဉ်နန်းတော်နဲ့ရန်သူမဖြစ်ချင်ပါဘူးတကယ်လို့သူကသူ့ရဲ့မိသူမိဝါဖြစ်ကြောင်းကိုတကယ်ပဲထုတ်ပြောချင်တယ်ဆိုရင်ထန်ရွက်ဟွာကိုအရင်ပြောပြမှာတေးချပါတယ်ထန်ရွက်ဟွာကဟောက်ချန်ကိုင်းကလူတစ်ယောက်ပါဟောက်ချန်ကိုင်းနဲ့ငါတို့ကရေနဲ့မီးလိုပဲသူသားတီးသွားခဲ့ရင်ရွှေရဲကိုဖွင့်ပြောမှာမဟုတ်ဘူးလို့မပြောနိုင်ဘူးဒါကြောင့်သူကထန်ရွက်ဟွာကိုမပြောပြသလိုရွှေရဲရှိမှလည်းဖော်ထုတ်ပြမှာမဟုတ်ပါဘူးထိုးနှက်ခံလိုက်ရတဲ့ခံစားချက်ကတကယ်ကိုမကောင်းလာဘူးကဲပါရက်လိုက်ကြပါတော့ချင်းရက်ရွှေကအေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်ပါတယ်ဘသူကအရင်ဆုံးတီးမခံနိုင်ဖြစ်မလဲဆိုတာကိုငါပြောပြီးသားပါဘသူကအရင်သီးမခံနိုင်ဖြစ်တယ်လေသူကပဲမျှချေကိုဖျက်ဆီးမဲ့သူဖြစ်လာလိမ့်မယ်အခုလိုအချိန်မျိုးမှာငါတို့ကပို့ပြီးတော့တည်ငြိမ်ဖို့လိုအပ်တယ်ဒါအပြင်သူ့ရဲ့တကယ်အစွမ်းကိုမင်းတို့သိကြလားတစ်ချက်လေးမှားသွားတာနဲ့မျှချေကိုဖျက်ဆီးမိမှာကငါတို့ဖြစ်သွားလိမ့်မယ်ရှယ်လုံးကတခင်မလေးဒါပေမဲ့ဘာမှမလုပ်ဘဲတော့မနေသင့်ဘူးလေတက်လို့မရဘူးဆိုရင်တော့တယောက်ယောက်ကိုလွတ်ပြီးစောင့်ကြည့်ခိုင်းတင်တာပေါ့လို့ပြောလိုက်ပါတယ်တေချာပေါက်လို့ရမှာပေါ့ချင်းရက်ရွှေရဲ့မျက်လုံးတွေကလက်ခနဲ့ဖြစ်သွားပါတယ်သူကငါ့ကိုစိတ်အေးထားဖို့ပြောခဲ့တယ်မဟုတ်လားသူတကယ်ပဲထန်ရွက်ဟွာစီမှာစာတင်နေတာလားဆိုတာကိုငါကိုယ်တိုင်ကြည့်ကျင်သေးတယ်ဒါအပြင်ဒီနှစ်တွေမှာငါကမှုမှတ်တွေကြားထဲမှာပဲကျင်လည်နေခဲ့ရတာဆိုတော့တကယ်ပဲစိတ်လှုပ်ရှားနေခဲ့ရတယ်ရွက်ရွှင်ကိုသွားပြီးစိတ်အေးထားဖို့အချိန်တန်ပြီးသူကရွက်ရွှင်ကိုပြန်သွားဖို့ချက်ချင်းပဲဆုံးဖြတ်ချက်ချလိုက်ပါတယ်ချန်တိုဟိုတယ်ကနေထွက်လာပြီးနောက်ရွက်ရွှင်ကိုတိုက်ရိုက်ပြန်လာခဲ့ပါတယ်ရှယ်လုံနဲ့စစ်ထွန်းတို့ကပြဿနာရှာလိုက်မယ်ဆိုတာကိုခံမှန်းထားပြီးသားဖြစ်ပေမဲ့လက်ရှိအစွမ်းနဲ့ဆိုရင်သူတို့နှစ်ယောက်ပူးပေါင်းတာကိုတော့ကြောက်စရာမလိုပါဘူးသူတို့နှစ်ယောက်မှာဝိညာဉ်ပေါင်းဆက်ခြင်းအစွမ်းသာမရှိဘူးဆိုရင်ပေါ့အခုလောလောဆယ်မှာတော့စနစ်ရဲ့တာဝန်ကိုပြီးအောင်လုပ်ဖို့ပဲရှိပါတယ်စုလက်ကတာမန်ပဲဆိုပေမဲ့အတုံးဝင်ပါတယ်အဲ့ဒီလှုပ်ဝက်ချက်မြေပုံအပိုင်းအစတွေကကိုယ်တိုင်နဲ့ဖျားဖြစ်လာမဲ့နေရာရဲ့အမွေနှစ်တွေဖြစ်ဖို့များပါတယ်ဒီလောက်တောင်မြန်ပြန်လာလားထန်ရွက်ဟွာကအပေါ်ထက်မှာမင်းကိုတွေးလိုက်တော့အံ့ဩသွားပါတယ်မင်းကသူ့အနာကိုရှောက်သွားပြီးပခုံးပေါ်ကိုလက်တင်လိုက်ရင်အိမ်ရှိမင်းသားကကျွန်တော်ကိုအရေးကြီးတာဘာမှမပြောပါဘူးကျွန်တော်ကသွားပြီးတော့စတင်နေတာကိုမနှောက်ယှက်ဖို့ပဲပြောခဲ့တာပါညစာမစားရသေးဘူးမဟုတ်လားအင်းကိုဟင်းတွေပြန်ပြင်ခိုင်းလိုက်မယ်လေလို့ပြောလိုက်ပါတယ်ကောင်းပါပြီလို့သူကပြန်ဖြေပါတယ်နောက်တနေ့မနေ့စောစောမှာမင်းနဲ့ထန်ရွက်ဟွာတို့အောက်ထပ်ကိုဆင်းလာပြီးစာတင်ဖို့ပြင်ဆင်နေတော့ချင်းရက်ရွှေရောက်လာတာကိုတွေးလိုက်ရပါတယ်။ထန်ရွက်ဟွာကရှေ့ကိုရှောက်သွားပြီးတန်တရားဖြစ်နေတဲ့မျက်နှာနဲ့ချင်းဟဲဘာလို့ဒီလောက်စောစောရောက်လာတာလဲကိစ္စရှိလို့လားလို့မေးလိုက်ပါတယ်။ချင်းဟဲကရင်ကြေးကြေးပဲနှုတ်ဆက်ပါတယ်။ဆရာမဒီနှစ်တွေမှာခမဲတော်ကိုကူညီပြီးအလုပ်တွေလုပ်နေရတာဆိုတော့နည်းနည်းတော့ပင်ပန်းနေတယ်လို့ခံစားရတယ်။ဒါကြောင့်ဆရာမစီမှာခဏလောက်လာပြီးစာတင်ခြင်းပါတယ်။ဂီတနဲ့ယဉ်ကျေးမှုတွေကိုပြန်လေ့လာရင်းစိတ်ကိုအပန်းဖြေခြင်းလို့ပါနောက်ပိုင်းမှာဆရာမကိုဒုက္ခပေးရအောင်မယ်လို့ပြောလိုက်ပါတယ်။သူကပြောပြီးတာနဲ့မင်းဘက်ကိုရှောက်ကြည့်ပြီးပြုံးပြလိုက်ပါတယ်ထန်ရွက်ဟွာကပြုံးလိုက်ပြီးဒါဆိုရင်လဲရွက်ရွှန်ရဲ့စီကံတွေကိုမင်းတီးပြီးသားပဲအားလုံးနဲ့အတူတူလေးလာပေါ်လို့ပြောပါတယ်ကျေးဇူးတင်ပါတယ်ဆရာမလို့ချင်းရက်ရွှေကခေါင်းကြီးပြလိုက်ပါတယ်ထန်ရွက်ဟွာကမင်းနာကိုတူတူလေးကတ်လာပြီးမနေ့ကရွှေချင်းဟဲကိုဘာတွေပြောလိုက်တာလဲသူကမနဲ့စောစောကြီးရောက်လာပြီးဂီတနဲ့ယဉ်ကျေးမှုကိုတင်ကျင်တယ်လို့ပြောနေတာလို့မေးလိုက်ပါတယ်မင်းကလည်းဘာပြောရမှန်းမသိတော့ပါဘူးချင်းရက်ရွှေတကယ်ရောက်လာလိမ့်မယ်လို့မထင်ထားခဲ့ဘူးလေဘာမှမပြောပါဘူးမနေ့ကခွဲခါနီးမှာသူ့ကိုစိတ်အေးထားဖို့ပဲပြောလိုက်တာပါသူတကယ်ရောက်လာလိမ့်မယ်လို့ဘသူတိမှလဲလို့ပြန်ပြောလိုက်ပါတယ်ထန်ရွက်ဟွာကစိတ်ပြက်လက်ပြက်နဲ့ကောင်းခါလိုက်ပြီးသူကမင်းနဲ့ရင်းနှီးအောင်လှုပ်ချင်နေတာထင်တယ်ထားလိုက်ပါတော့တင်ခိုင်းလိုက်ပါဒီမှာရှိနေတော့လဲဘာမှဖြစ်လာမှာမဟုတ်ပါဘူးကဲတင်ကန်းစာဆက်ရအောင်လို့ပြောပြီးသူ့နေရာသူပြန်သွားပါတယ်ချင်းရက်ရွှေကမင်းသားကိုရှောက်လာပြီးမနေ့ကလေရှမ်းဆန်းရဲ့လမ်းညွန်မှာ
ခုအတွက်ကျေးဇူးတင်ပါတယ်ဒီအချိန်တော့အတွင်းရွှေရွှွန်မှာစိတ်အေးထားပြီးလေးလာပါမယ်လို့တိုးတိုးလေးပြောလိုက်ပါတယ်မင်းကသူ့ကိုတစ်ချက်ကြည့်လိုက်ပြီးအိမ်ရှိမင်းသားကတကယ်ကိုစကားနားထောင်တာပဲလို့ပြောလိုက်ပါတယ်ချင်းရက်ရွှေကပြုံးလိုက်ပြီးမင်းဘေးမှာထိုင်ကစားတင်ပါတယ်နောက်ပိုင်းရက်တွေမှာတော့ချင်းရက်ရွှေကမင်းတကယ်ပဲစားတင်နေတာကိုတွေ့သွားပါတယ်ဟန်ဆောင်နေတာမဟုတ်ဘူးဆိုတာသိသွားတာပေါ့သူကိုယ်တိုင်လည်းစိတ်ကိုလျှော့ချပြီးလေ့လာတဲ့အခါမှာအရင်ကနဲ့မတူတဲ့ခံစားချက်ကိုရရှိလာပါတယ်။အရင်ကထန်ရွက်ဟွာစီမှာတင်နာကချန်နိုနန်းတော်ကမှုမှတ်တွေနဲ့အဆင်ပြေဖို့အတွက်ပဲဖြစ်ပေမဲ့အခုစိတ်ကိုနှစ်ပြီးတင်ယူတဲ့အခါမှာစိတ်ဝိညာဉ်ကအရင်ကထပ်ပိုပြီးတည်ငြိမ်လာပါတယ်။ကြင်ကြံမှုမြန်နှုန်းကလည်းမြန်လာပြီးဝိညာဉ်အဆင့်တိုးတက်ဖို့အတွက်လက်တကမ်းပဲလိုပါတော့တယ်။သူကအယမ်းကိုအံ့ဩသွားရပါတယ်။ထန်ရွက်ဟွာရဲ့စွမ်းဆောင်ရည်ကတကယ်ကိုထူးခြားတာပဲလို့တွေးမိသွားတယ်။အရင်ကသူဒါကိုသတိမထားမိခဲ့ပါဘူး။ဒီလိုခံစားချက်မျိုးကမင်းအပေါ်ကိုပိုပြီးစိတ်ဝင်စားလာစေပါတယ်။မင်းကိုကြည့်ရတာဘလို့မှခံမှန်းလို့မရနိုင်တယ်လို့လှုပ်ဝက်ချက်တွေအများကြီးရှိနေတယ်လို့ပဲတာမန်လို့မြင်ရပေမဲ့နက်နဲတဲ့အစွမ်းတွေရှိနေတယ်လို့ပါပဲမင်းသာသူ့ရဲ့အတွေးတွေကိုသိရင်တော့ပြုံးမိမှာပါ6 လကြာပြီးနောက်ရွှေရွှွန်ရဲ့အပေါ်ဆုံးထပ်မှာမင်းကထန်ရွက်ဟွာရဲ့ရှေ့မှာစောင်းတီးနေပါတယ်မင်းရဲ့ကိုဟန်အနေထားကတကယ်ကိုမြင့်မြတ်တဲ့ပုံစံမျိုးပေါက်နေပါတယ်တကယ်လို့မင်းစောင်းတီးနေတာကိုမျက်စိနဲ့မမြင်ရဘူးဆိုရင်မင်းရှိနေမှန်းတောင်သိမှာမဟုတ်ပါဘူးတချင်းတပုတ်ပြီးသွားတဲ့အခါမှာတော့စောင်းတန်ကရေစီးတန်လိုမျိုးတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်ထန်ရွက်ဟွာကမျက်လုံးဖွင့်လိုက်ပြီးချီကျူးတဲ့အကြည့်တွေနဲ့ကြည့်နေပါတယ်ဖန်ကော6 လအတွင်းမှာတင်ငါတစ်နှစ်စာတင်ပေးထားတဲ့တပည့်တွေထက်တောင်ပိုးတော်နေပြီးဘာပြောရမှန်းတော့မသိတော့ဘူးလို့ပြောပါတယ်မင်းကစောင်းကိုချလိုက်ပြီး track ကဒါကဆီယာမကောင်းကောင်းတင်ပေးလို့ပါလို့ပြန်ပြောလိုက်ပါတယ်ဒါဆိုရင်ငါရဲ့စံတက်မှုကိုမင်းအောင်မြင်သွားပြီလို့ပြောလို့ရတာပေါ့မင်းကုံတူးနဲ့ကြောင်းစစ်နိုင်ပါပြီလို့ထန်ရွက်ဟွာကပြုံးပြီးပြောလိုက်ပါတယ်ငါရဲ့အမျိုးသားကတခြားသူတွေနဲ့မတူဘူးဆိုတာငါသိပြီးသားပါမင်းကသူ့အနာကိုသွားပြီးဖတ်လိုက်ရင်ရွက်ဟွာကျေးဇူးတင်ပါတယ်ဒီ6 လအတွင်းမှာတကယ်ပဲစူးစမ်းပြီးတင်ပေးခဲ့တာပါလို့ပြောလိုက်ပါတယ်ထန်ရွက်ဟွာကမင်းရဲ့ရင်ခွင်ထဲမှာမှီရင်းငါတို့ကြားမှာဒီလိုတွေပြောနေဖို့မလိုပါဘူးလို့တိုးတိုးလေးပြန်ပြောလိုက်ပါတယ်ရွှေရွှွမ်းမှာနေတာ6 လပြည့်သွားတဲ့အခါမှာတော့မင်းရဲ့ခေါင်းထဲမှာရင်းနှီးနေပြီးအေးဆက်လာတဲ့စနစ်ရဲ့အတန်ဟာနောက်ဆုံးမှာပြန်လဲထွက်ပေါ်လာခဲ့ပါတယ်ဒီလိုစနစ်မျိုးရှိနေသေးတာကိုတော့မင်းမေးတော့မလို့ဖြစ်နေခဲ့ပြီးဒါဟာလွန်ခဲ့တဲ့အချိန်ကတည်းကပျောက်ကွယ်သွားပြီလို့တော့မင်းထင်နေခဲ့တာပါ6 လတာကာလပတ်လုံးပင်ပင်ပန်းပန်းကြင်ကြံအားထုတ်ခဲ့ပြီးစိတ်ခံစားချက်နဲ့အသက်ရှူနှုန်းကိုကောင်းမွန်စွာထိန်းချုပ်နိုင်ခဲ့တဲ့အတွက်စိတ်အခြေအနေဟာလည်းပုံမမြင့်မားလာခဲ့ပါပြီအခုဆိုရင်တာဝန်အောင်မြင်သွားပြီဖြစ်တဲ့အတွက်ဂုဏ်ယူပါတယ်တာဝန်ရဲ့ဆုလက်တွေအနေနဲ့ကတော့ဟောက်ထန်းသူရဲ့စတုထမြောက်ဝိညာဉ်ကွင်းတက်တန်းကို9000တိုးမြင့်ပေးခြင်း9000တက်တန်းရှိတဲ့ဉာဏ်ပညာဦးကောင်းဝိညာဉ်အယိုးတစ်ခုနဲ့လှုပ်ဝက်နေမြေပုံရဲ့နောက်ဆုံးအပိုင်းအစတို့ဖြစ်ပါတယ်ဆုလက်တွေရရှိပြီးတဲ့နောက်မှာတော့မင်းရဲ့စတုထမြောက်ဝိညာဉ်ကွင်းဟာထောင်စုနှစ်အဆင့်ကနေတောင်စုနှစ်အဆင့်ကိုအောင်မြင်စွာကူးပြောင်းသွားခဲ့ပါတယ်။အရင်ကရရှိထားတဲ့ဉာဏ်ပညာဦးကောင်းဝိညာဉ်အယိုးကိုစုပ်ယူပြီးတဲ့နောက်မှာတော့ဝိညာဉ်စွမ်းအားကို90% အထိတိုးမြင့်ပေးနိုင်တယ်လို့အရာအလုံးကိုထိုးဖောက်မြင်နိုင်စွမ်းရှိစေတဲ့ဝိညာဉ်အယိုးစွမ်းရည်ကိုလည်းရရှိခဲ့ပါတယ်။အဲ့ဒီရုပ်ဝက်နယ်မြေပုံအပိုင်းအစကိုတော့မင်းတညလုံးလေးလာကြည့်ပေမဲ့မြေပုံရဲ့ထောင်ဆုံးတနေရာမှာမျက်တပင်တောင်မပေါက်တဲ့မြေပြင်ကြီးတစ်ခုကိုပဲတွေ့ရပါတယ်။ဘာအမှတ်သားမှလည်းမရှိပါဘူး။စနစ်ဓာတ်ကိုမြေပုံလို့ခေါ်တာလား။ဘာအမှတ်သားမှမရှိတဲ့ဒီမြေပြင်ကြီးနဲ့မင်းငါးကိုနောက်နေတာလား။စနစ်ကချွတ်ယွင်းနေတာလား။ဒါမှမဟုတ်တမင်တက်လုံနေတာလားလို့တော့မင်းစဉ်းစားနေမိပါတယ်။အရင်ကတော့တိုက်ကြီးရဲ့မြေပုံနဲ့တိုက်ဆိုင်စစ်ဆေးကြည့်ပြီးလှုပ်ဝက်နယ်မြေရဲ့ဒီနေရာကိုကြိုတင်ရှာဖွေမယ်လို့ကြံရွယ်ထားပေမဲ့အခုတော့ဘာမှလုပ်လို့မရတော့ပါဘူးစနစ်ကလည်းဘာမှပြန်မဖြစ်သလိုတာဝန်တစ်လည်းမပေးတော့တဲ့အတွက်မင်းစကားမဲ့နေမိပါတယ်ဖန်ကောမင်းရဲ့အငွေ့သက်တွေနဲ့စိတ်ခံစားချက်တွေကိုအခုဆိုအရန်ကိုကောင်းကောင်းထိန်းချုပ်နိုင်နေပြီပဲတနေရာကိုထပ်သွားဦးမလို့လားလို့ထန်ရွက်ဟွာကမေးလိုက်ပါတယ်သွားတော့သွားရမှာဖြစ်ပေမဲ့အခုချက်ချင်းတော့မဟုတ်သေးဘူးလို့မင်းပြန်ပြောလိုက်ပါတယ်ငါနဲ့အတူဒီမှာပဲအမြဲတမ်းနေလို့မရဘူးလားဒါမှမဟုတ်ဟောက်ချမ်းကိုင်းကိုပဲပြန်သွားကြမလားလို့သူကထပ်ပြောပါတယ်မင်းကအခုဆိုရင်နာမည်ကျော်ဝိညာဉ်ပညာရှင်တယောက်ဖြစ်နေပြီပဲဒီလောက်အထိပင်ပန်းကြင်ကြံနေဖို့မလိုတော့ပါဘူးလို့သူကဆိုပါတယ်စိတ်မပူပါနဲ့ရွက်ဟွာရဲ့လို့ပြောပြီးမင်းသူ့ကိုနှစ်သိမ့်လိုက်ပါတယ်ဒီမျိုးကနေထွက်သွားရင်တော့အရင်လိုနှစ်တော်ကြအောင်ပျောက်မသွားပါဘူးပြီးတော့အခုလောလောဆယ်လဲသွားဖို့အစီအစဉ်မရှိသေးပါဘူးဒါပေမဲ့ဒီကနေတင်နန်းဆင်းပြီးပြီဆိုတော့ရွက်ရွှမ်းမှာဆက်နေပြီးမင်းရဲ့လုပ်ငန်းတွေကိုအနှောက်အယှက်မပေးချင်တော့ဘူးပြီးတော့အဆင့်90လေးအဆင့်ရှိတဲ့ဝိညာဉ်ပညာရှင်ဆိုတာကလည်းတိုက်ကြီးမှာငါထက်တာတဲ့သူအနည်းဆုံးအယောက်20လောက်ရှိသေးတယ်လို့လည်းမင်းဆိုပါတယ်ငါလိုအဖွားကြီးကမင်းကိုတားမထားနိုင်မှန်းသိပါတယ်လို့ထန်ရွက်ဟွာကဝမ်းနဲ့တန်နဲ့ပြောပါတယ်မင်းကအဖွားကြီးဆိုရင်ငါကလည်းအဖိုးကြီးပေါ်လို့ပြောပြီးမင်းရေလိုက်ပါတယ်ဒါဆိုရင်တကယ်ပဲဒီမှာမနေတော့ဘူးလားဟိုတယ်မှာပဲနေမှာလားလို့သူကအတီးပေါက်မေးပါတယ်အနားမှာပဲအိမ်တလုံးဝယ်နေမှာမို့စိတ်မပူဖို့မင်းပြန်ပြောလိုက်ပါတယ်ရွှေရွှမ်းကိုမင်းအုပ်ချုပ်နေတာမှန်ပေမဲ့ဒါကနန်းတော်ပိုင်းဖြစ်နေတဲ့အတွက်ငါဒီမှာအကြာကြီးနေရင်မင်းအတွက်မကောင်းနိုင်ပါဘူးပြီးတော့ငါရဲ့အထောက်ထားကိုလည်းမင်းသိပါတယ်တယောက်ကငါအကြောင်းကိုသိသွားရင်မင်းနဲ့နန်းတော်အတွက်ပြဿနာဖြစ်လာနိုင်တယ်ဒါကြောင့်အေးအေးဆေးဆေးကြင်ကြံဖို့နေရာတစ်ခုကိုရှာဖို့လိုအပ်တယ်လို့မင်းရှင်းပြလိုက်ပါတယ်ကောင်းပါပြီဒါဆိုရင်မနှက်ဖြန်ကြရင်အိမ်ရှာဖို့စီစဉ်ခိုင်းလိုက်မယ်လို့ရွက်ဟွာကသဘောတူလိုက်ပါတယ်ကိုယ်တိုင်နေမဲ့အိမ်ကိုကိုယ်တိုင်ကြီးမှဖြစ်မှာမို့မင်းကိုယ်တိုင်ပဲသွားရှာမယ်လို့ပြောလိုက်ပါတယ်ဒါလည်းဟုတ်တာပဲဒါဆိုရင်မနှက်ဖြန်မင်းနဲ့အတူလိုက်ခဲ့မယ်မင်းဒီမှာနေတာ6 လရှိပြီဖြစ်ပေမဲ့မြို့ထဲကိုလည်းတေချာမလဲရသေးဘူးလို့သူကပြောပါတယ်မလိုပါဘူးမင်းကတင်နန်းစင်းပွဲအတွက်အလုပ်ရှုပ်နေမှာမို့အိမ်ရှိမင်းသားကိုပဲငါနဲ့အတူလိုက်ခဲ့ခိုင်းလိုက်မယ်လို့မင်းညင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အိမ်ရှိမင်းသားရဲ့အခန်းအပြင်ဘက်မှာအဆောင်2ယောက်ကစောင့်ကြပ်နေကြပါတယ်ခဏနေတော့အခန်းထဲကနေပြင်းထန်တဲ့ဝိညာဉ်စွမ်းအားလှိုင်းတွေထွက်ပေါ်လာပါတယ်အဆောင်2ယောက်ဟာတယောက်ကိုတယောက်ကြည့်လိုက်ပြီးသူတို့ရဲ့အငွေ့သက်တွေကိုဖုံးကွယ်လိုက်ကြပါတယ်
အဲ့ဒီဝိညာဉ်စွမ်းအားလှိုင်းတွေဟာခဏအတွင်းမှာပဲတစစီပျောက်ကွယ်သွားခဲ့ပါတယ်